ပြည်သူများရှင်ကျမခုဆက်လက်တင်ဆက်ပေးမှာတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဖြစ်သွားတဲ့မရိမှုတစ်ခုကိုကျမတင်ဆက်ပေးချင်ပါတယ်ရှင်ဒီမနက်မှာပဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းတွေအားလုံးဟာဆိုရင်သတင်းဌာနတွေမှာအသီးသီးတက်လာကြပါပြီမိဘပြည်သူများတချို့လည်းဖတ်ပြီးလောက်ပြီးလို့ထင်ပါတယ်အဲ့ဖြစ်စဉ်လေးကိုကျမသတင်းဖြစ်စဉ်လေးတိုင်းပြန်လဲဖတ်ပြပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တတော်ရက်ကွက်မှာဆိုရင်ပုဂ္ဂလိကအကြောင်းတစ်ခုရှိပါတယ်အဲ့အကြောင်းကတော့အောင်မြေသစ်ကိုပိုင်ကျောင်းလို့သိရပါတယ်ရှင်အဲ့ဒီကျောင်းလေးမှာကျောင်းတက်နေတဲ့အကျောင်းသူ2ဦးရှိရဲပေါ့နော်ဒီကျောင်းသူ2ဦးကဆိုရင်တရက်မှာနေထိုင်မကောင်းဖြစ်ပါတယ်တန်းထဲမှာဖျားတဲ့အတွက်အဆောင်ပြန်ပြီးတော့နားဖို့အတွက်ကိုဆီယမပြန်လှုပ်လိုက်တယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီကျောင်းသူလေးတွေအဆောင်ပြန်ပြီးနားတယ်ဆိုဆီယမလိုက်ပို့တယ်တဲ့အဲ့ဒီနေ့မှာကျတော့ဆီယမလိုက်မပို့ဖြစ်ပဲနဲ့ကျောင်းအုပ်ရဲ့သားဖြစ်သူကနေပြီးတော့လိုက်ပို့ခဲ့ပါတယ်ရှင်ကျောင်းအုပ်ရဲ့သားဖြစ်သူကအဲ့ဒီကျောင်းမှာဆရာဖြစ်တယ်လောက်ကင်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဆရာရဲ့နာမည်ကဇာနီသွေးလို့ခေါ်ပါတယ်တဲ့ရှင်အဲ့ဒီဆရာဟာဆိုရင်ကျောင်းသူ2ယောက်ကနေမကောင်းဖြစ်တော့ကျောင်းသူတွေအဆောင်ပြန်ပို့ပါတယ်အဲ့ဒီမှာကျောင်းသူ2ဦးကိုမတရားပြုကျင့်ခဲ့တာဖြစ်ပါတယ်ရှင်မတရားပြုကျင့်တဲ့အချိန်မှာဆိုရင်လည်းကျောင်းသူလေးကိုရိုက်နှက်တယ်ဆိုတဲ့အခြေအနေတစ်ခုရှိခဲ့တာပေါ့နော်အဲ့လိုဖြစ်စဉ်ဖြစ်ပြီးရဲ့အခါမှာဆိုရင်လည်းဒီကျောင်းသူလေးကိုကျောင်းအုပ်ကခေါ်တွေ့ပြီးတော့ညှိနှိုင်းမှုတွေလုပ်တယ်ပေါ့နော်ဒါကိုမတိုင်ဖို့အတွက်ပေါ့ညှိနှိုင်းမှုလုပ်တယ်ဆိုတဲ့အခြေအနေမှာကျောင်းသူလေးကဖုန်းတောင်းပြီးတော့သူ့ရဲ့မိဘစီကိုကြောင်းကြားတယ်သူ့ရဲ့မိဘတွေလိုက်လာတဲ့အချိန်ကျတော့မှအဆောင်မှာရှိတဲ့ဆီယမတွေကလည်းဖြစ်စဉ်ကိုသိရှိသွားတာဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့ဒီဇာနီသွေးဆိုတဲ့သူကိုမရင်းမှုနဲ့ဖမ်းဆီးထားသလိုမျိုးစစ်ဆေးမှုတွေပြုလုပ်နေပါပြီရှင်ပြီးတော့ကျောင်းကိုလည်းခိတ္တခဏပိတ်ထားရတယ်လို့သိရပါတယ်ဒီကျောင်းမှာတက်နေတဲ့ကျောင်းသားလေးတချို့ကတော့အိမ်ပြန်သွားရလဲရှိရဲတချို့ကျောင်းကလည်းဒီကျောင်းကိုဆက်လက်ပြီးတော့ပညာသင်ကြားဖို့အတွက်ပေါ့နော်အခြားသောရွေးချယ်စရာတွေလောက်ကင်နေရဆိုပြီးတော့သိရပါတယ်ဒါကဖြစ်စဉ်ဖြစ်သွားတဲ့အမှုဖြစ်စဉ်လေးကိုကျွန်မပြောပြတာဖြစ်ပါတယ်ဒီမှုလေးမှာဆိုရင်နစ်နာသွားတဲ့မိန်းကလေးအတွက်ကတော့စိတ်မကောင်းစရာပါပဲရှင်တော်တော်ထိတ်လန့်ပြီးတော့ကြောက်ရွံ့သွားခဲ့မှာပါရှင်မိဘတွေလည်းရင်ကွဲတာကြားရမယ်ဖြစ်စဉ်မျိုးပေါ့နော်ဒါအပြင်ကျောင်းမှာဒီလိုတာဝန်ရှိတဲ့သူတယောက်ကကျောင်းသူတွေကိုဒီလိုပြုတ်ကျင့်နေဆိုတဲ့ကိစ္စကတော်တော်ကိုရှက်ဖို့ကောင်းပြီးတော့တော်တော်ကိုအံ့ဩဖို့ကောင်းတဲ့ကိစ္စပါပဲဘာကြောင့်လဲဆိုတော့မိဘတွေအတွက်ကျောင်းဆိုတဲ့နေရာဟာသားသမီးတွေကိုလုံခြုံဆုံးထားလို့ရတဲ့နေရာအဖြစ်ကျမတို့ခေတ်ဆက်ဆက်မိဘတွေအားလုံးသတ်မှတ်ထားတဲ့နေရာတစ်ခုပါကျောင်းပို့လိုက်တယ်ဆိုလုံခြုံတယ်ဆိုတဲ့စိတ်ခံစားချက်မိဘတွေမှာရှိရပေါ့နော်အော်ငါသားသမီးတွေကျောင်းမှာရှိရပဲဆိုတဲ့အသိနဲ့အလုပ်ကိုလုပ်ကြတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးခြားနေရာမှာရှိရတဲ့စားလို့ရှိရင်ကျောင်းမှာရှိနေတာလုံခြုံတယ်လို့ခံစားရတာလေအခုကကိုယ့်ရဲ့သမီးလေးကအလုံးကြုံဆုံးလို့ထင်ရတဲ့နေရာမှာပဲဘဝပျက်စီးရဲ့အထိစော်ကားခံခဲ့ရတယ်ဆိုတဲ့အခြေအနေတစ်ခုမှာကျမတို့ကကျောင်း area ဆိုတာဟာကျမတို့ကျောင်းသူကျောင်းသားတွေပေါ့နော်ကလေးတငယ်တွေအတွက်တကယ်လုံးကြုံစိတ်ချရတဲ့နေရာတွေဖြစ်ခဲ့ရဲ့လားဆိုတော့ပြန်ပြီးတော့မေးခွန်းထုတ်ရမယ့်အခြေအနေပါပဲဒီကျောင်းတွေမှာဖြစ်သွားတဲ့ဖြစ်စဉ်တွေကဆိုရင်ကိုရီးယားနိုင်ငံမှာအများကြီးရှိပါတယ်ဒါမှသူတို့နိုင်ငံဆိုတာကကျောင်းဖွင့်မယ်ဆိုရင်ကျောင်းဖွင့်တဲ့စီမင်းစည်းကမ်းတွေလိုက်နာမယ့်အရာတွေအများကြီးပေါ့နော်ထဲသွင်းတွက်ချက်ပြီးမှလောက်ရတဲ့နိုင်ငံဒီလိုနိုင်ငံတော်မှာကျောင်းတွေမှာရာဇဝတ်မှုတွေအဲ့လိုမရိမှုတွေကျောင်းသားချင်းအနိုင်ကျင့်တာတွေခဏခဏဖြစ်နေတာကျမတို့နိုင်ငံမှာဆိုရင်ရောဖြစ်နေမှာပဲရှင်ကျမတို့ချုပ်ရတယ်မသိတာပဲရှိမှာအခုဆိုရင်ဒီလိုမျိုးကျောင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်ကြောင့်ကျောင်းလဲပိတ်ထားရတယ်အခြားသောကျောင်းသားတွေလည်းနစ်နာတယ်ဒီလိုမျိုးစော်ကားမှုခံခဲ့ရတဲ့မိန်းကလေးဆိုရင်စိုးဝဲရတော့မရှိတော့ဘူးရှင်အစစရအားလုံးနစ်နာသွားခဲ့ရတာဒါကြောင့်ကျမတို့အနေနဲ့ဒီလိုမှုတွေမြင်တဲ့အခါမှာပေါ့နော်ထိရောက်စွာရေးယူမှုတွေဖြစ်စေချင်ပါတယ်သူများသားပြိုသမီးပြိုကိုစော်ကားတဲ့လူတွေဟာဆိုရင်အခြားသောနေရာမှာအပြင်ကိုကလေးတငယ်တွေကိုလုံခြုံစိတ်ချစွာထားရမယ်ကျောင်းပတ်ရုံကျောင်း area အတွင်းမှာပါလုံရဲကင်ရဲရှိလာပြီဆိုတဲ့အခြေအနေတစ်ခုကကျမတို့နိုင်ငံအတွက်ရင်လေးစရာအရာတစ်ခုပါဒါကြောင့်ဒီလိုအမှုမျိုးကိုစံပြအနေနဲ့ပြင်းထန်စွာရေးယူသင့်တယ်လို့ကျမကတော့မြင်ပါတယ်ရှင့်ဒီအမြင်ဟာဆိုရင်သတင်းတောက်တယောက်အနေနဲ့မြင်တာလည်းဖြစ်တယ်လို့မျိုးအမျိုးသမီးတယောက်အနေနဲ့မြင်တာလည်းဖြစ်ပါတယ်ကျမတို့အမျိုးသမီးတွေအတွက်ကကဘာကြီးရဲ့အနှံ့မှာအန်ဒီရီအသွေးသွဲနဲ့ပါကဘာကြီးပေါ်မှာကြမ်းဖက်မှုခံနေရတဲ့သူတွေကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေအများဆုံးပါပဲဘာကြောင့်လဲဆိုတော့ငကိုတွေကအမျိုးသမီးတွေကဆိုရင်အင်အားနည်းတယ်ခန္ဓာကိုယ်ရအားနည်းတယ်သူတို့ဘာရဲ့အနိုင်ကျင့်မှုကိုအလွယ်တကူခံရနိုင်တဲ့အခြေအနေတစ်ခုမှာကျမတို့ကိုယ့်ရဲ့နိုင်ငံကဖြစ်စေကိုယ့်ရဲ့ဥပဒေတွေကဖြစ်စေကာကွယ်ထားခြင်းမရှိဘူးဆိုရင်မျိုးသမီးတွေဘဝကတွေးရဲစရာမရှိပါဘူးရှင်။ဒါကြောင့်နိုင်ငံမှာရှိတဲ့ဥပဒေရောနိုင်ငံမှာရှိတာဝန်ရှိတဲ့သူတွေရောအမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုအထူးစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးလူယုံမာတွေကိုကျမတို့ကလူပတ်ဝန်းကျင်ကိုပြန်လဲလာခွင့်လည်းမပြုသင့်ပါဘူးရှင်။ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်ရှင်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တရားခံကိုလည်းဖမ်းဆီးရမိခဲ့ပြီဖြစ်တဲ့အတွက်မြေတို့မြေပုံအပြစ်ချမယ်ဆိုတာတော့ကျမတို့မသိရသေးပါဘူးသိရရင်တင်ဆက်ပေးပါမယ်ကျမတို့သဘောထားပေါ့နော်ကျမတို့အမျိုးသမီးတွေမိဘတွေကျောင်းသားကျောင်းသူတွေဆရာဆရာမတွေဒီလိုမတရားမှုတွေကိုမမြင်ရတဲ့မိဘပြည်သူအားလုံးရဲ့စိတ်ဆန္ဒကတော့ဒီမှုကိုစံပြအနေနဲ့ပြင်းထန်စွာရေးယူတာမျိုးမြင်ကြပါတယ်ဒီလိုမှသာနောက်ထပ်ပေါ့နော်ဒီလိုကျောင်းပတ်တဲ့ဝန်အတွင်းမှာလုံမဲ့
လုပ်ဖို့ရည်ရွယ်ချက်ရှိနေတဲ့သူတွေနည်းနည်းလေးနောက်တွန့်သွားမှာဖြစ်ပါတယ်ရှင်။ဒါလေးကအရေးကြီးဆုံးဖြစ်တဲ့အတွက်ကျွန်မဒီချက်လေးကိုပဲလေးနက်စွာနဲ့တိုက်တွန်းပြောကြားလိုက်ပါရစေရှင်။ကလေးတွေအတွက်အနေအကင်းဆုံးနေရာဟာကျောင်းပတ်ရဝန်းဖြစ်တဲ့ပါတယ်။ဒါကြောင့်ကျောင်းဧရိယာကျောင်းပတ်ရဝန်းတွင်းမှာပြစ်မှုကျူးလွန်နေဆိုရင်ပြင်းထန်စွာစံပြအနေနဲ့ရေးယူသင့်ပါတယ်ရှင်။ဒီချက်လေးကိုပဲကျွန်မသတင်းနှစ်ချုပ်အနေနဲ့ပြောလိုက်ပါရစေတော့ရှင်။